ကဲအင်ကြီးဝယ်တဲ့အကြောင်းပြောကြရအောင်ကိုကပတ်စံတသိန်းရှိတယ်ဆိုလို့ရှိရင်1000တန်ကို10တဲ့ဝယ်မယ်ပစ္စည်းကတိတ်မကောင်းဘူးဒါမှမဟုတ်လို့ရှိရင်2000တန်9တဲ့ဝယ်မယ်ပစ္စည်းကတိတ်မကောင်းသေးပြန်ဘူးတသိန်းကိုတစ်ထည်တည်းဝယ်လိုက်မယ်ပစ္စည်းကကောင်းသွားပြီအဲ့ဒီတော့ကျမတို့ဝယ်တဲ့ပစ္စည်းအပေါ်မှာပြန်ပြီးတော့တွက်ကြည့်ကြရအောင်1000တန်10တဲ့ဝယ်လိုက်တယ်အဲ့ဒီ1000တန်10တဲ့ကတစ်ခါလျှော်လိုက်တာနဲ့ကျုံသွားတယ်ရေတွေနူးသွားတယ်ဒါမှမဟုတ်လို့ရှိရင်အသီးတွေထသွားတယ်ဒါမျိုးဖြစ်နိုင်ရရှိတယ်ကဲအဲ့ဆိုရင်2000တန်ကြတော့လေအဲ့လိုပဲ6လလောက်ဝစ်ပြီးသွားလို့ရှိရင်အချိန်တွေကတိတ်မကောင်းတော့ဘူးတီရှပ်ဆိုလို့ရှိရင်လည်းအောက်တွေကရွဲလာပြီးလက်တွေကရွဲလာပြီးဒါမျိုးလေးတွေဖြစ်လာတယ်ကျမတို့စက်မွေ့ချင်တော့ဘူးပြစ်လိုက်ရမယ်ဒါမှမဟုတ်တခြားတစ်ယောက်ကိုပေးလိုက်မယ်ပေးလိုက်လို့ရှိရင်လည်းအဟောင်းပုံစံကြီးဖြစ်သွားမယ်ကွာနော်အဲ့လိုကြီးဆိုတော့ပေးရတာလည်းမျက်နှာမလှဘူးထားလိုက်ပါတော့အဲ့လိုပုံစံဖြစ်သွားပြီအဲ့ဒါဆိုရင်တသိန်းတန်ကြတော့တို့က3-4နှစ်လောက်ခံသွားတယ်ဘယ်အရာကိုရွေးမလဲလူငယ်လေးတွေကတော့ကျမသိတယ်သူတို့ကပတ်စံကလည်းအရင်မရှာနိုင်သေးဘူးအိမ်ကလူကြီးတွေရဲ့ထောက်ပံ့မှုနဲ့ပဲနေကြရတာဖြစ်တယ်နောက်ပြီးတော့သူတို့ကိုယ်တိုင်ကလည်းများလေးလှလှလေးဝစ်ချင်တယ်အပြင်သွားလို့ရှိရင်တစ်မျိုးပြီးတစ်မျိုးဝစ်ချင်တယ်အဲ့အတွက်ကြောင့်မလို့ငယ်တဲ့ကလေးတွေကတော့ကျမတို့အခုပြောတဲ့တစ်ထည်ပဲဝယ်ကောင်းဝယ်ဆိုတော့အဆိုရိုးအတိုင်းသူတို့ကလိုက်နာမှာမဟုတ်ဘူးဒါပေမဲ့တက်နိုင်လို့ရှိရင်တော့ကျမကတော့နည်းနည်းလေးနဲ့အကောင်းဆုံးကိုပဲဈေးကြီးပေးဝယ်တာမျိုးကိုပဲဖြစ်စေချင်တယ်ကြာခံတဲ့ပစ္စည်းတွေကကိုယ်ခန္ဓာကိုယ်ပေါ်မှာတင်တဲ့အခါမှာလည်းအဆင်ပြေတယ်။နောက်ပြီးတော့သူတို့တွေက chemical တွေထည့်မသုံးထားဘူးဆိုတော့ toxic မဖြစ်နေဘူးပေါ့နော်။နည်းနည်းကိုယ်ခန္ဓာကိုယ်အတွက်ကိုချောင်ချစ်အဲ့လိုပေါ့နော်။ခြေဆိုလဲအစ်စ်ပေါ့နော်။ပစ္စည်းလေးတွေခန္ဓာကိုယ်ပေါ်မှာတင်ရတာကွာတယ်ဆိုတာအားလုံးပဲနားလည်မှာပါ။တချို့အင်ကြီးလေးတွေကြတော့တစ်ထည်1000 2000တန်လေးတွေကြတော့ဘာဖြစ်လဲဆိုတော့သူတို့ထုတ်လုပ်ထားတာလေးတွေကကိုယ်ခန္ဓာကိုယ်ပေါ်မှာထိတွေ့ဖို့အတွက်ဆိုလို့ရှိရင်သုံးထားတဲ့ material တွေကနည်းနည်းပေါ့နော်chemical ဓာတုပစ္စည်းတွေကိုများသုံးထားတာမျိုးတွေသူတို့လုပ်ထားတဲ့ဟာတွေကကျမတို့တိတ်စိတ်မချရဘူးပေါ့နော်အဲ့ဒါတွေကဝစ်ကြည့်လိုက်တာနဲ့ကိုသိတာပါတယ်နော်ကျမတို့မြန်မာပြည်ကထုတ်တဲ့ခြေသားလေးတွေနဲ့တောင်မှမတူဘူးလေနော်တချို့တရုတ် website တို့ဘာတို့ကနေမှာပြီးတော့ဝစ်တာမျိုးတွေလေအဲ့လိုဆိုတော့ကိုပစ္စည်းဝယ်တော့မယ်ဆိုလို့ရှိရင်အများတန်းတွက်ကြည့်လို့ရတာကcost per use ကိုတွက်ကြည့်လို့ရတယ် cost per use ဆိုတာကကိုပေးလိုက်ရတဲ့ပတ်စံကိုဒီပစ္စည်းဘယ်လောက်သုံးရမှာလဲဆိုတာ ਨੇ ပြန်ချိန်ဆတာပါအဲ့ဒါမျိုးမှာထားလိုက်ပါတော့ခုနပြောသလိုအင်ကြီးလေးတစ်ထည်ကတော့1000ပဲရှိတယ်ဒါပေမဲ့ကျမတို့နှစ်ခါပဲဝယ်ရတယ်ဆိုရင်တစ်ခါမှာ9000နဲ့နှစ်ခါလဲကြာ1000ပြီးသွားလွှတ်ပစ်လိုက်ရအောင်သူများကိုပေးပစ်လိုက်ရအောင်ဒါမျိုးဖြစ်သွားတယ်သူများကိုပေးလိုက်ရင်တော့အဆင်မပြေတဲ့အခြေအနေမျိုးကြီးကျမတို့3သိန်းနဲ့တစ်ထည်ပဲဝယ်ထားတယ်ကျမတို့3-5နှစ်ဝယ်ရတယ်သူများကိုပေးလိုက်လို့ရှိရင်လည်းလက်ဆက်နေကျမတော့နည်းနည်းပဲသုံးတာကြိုက်တယ်များတွေးတာကြိုက်တယ်ပစ္စည်းတစ်ခုကိုမယူခင်မှာကျမအမြဲတမ်းသတိပေးနေတဲ့အတိုင်းပဲကိုဝယ်လိုက်တဲ့ပစ္စည်းပေါ်မှာအမြဲတမ်းလေးလာနေပါသုံးသက်နေပါငါဝယ်လိုက်တဲ့ပစ္စည်းကတကယ်လိုအပ်တာလားဝယ်လိုက်တဲ့ပစ္စည်းအပေါ်မှာကောငါဘယ်လောက်တာဝန်ယူနိုင်လဲတာဝန်ခံနိုင်လဲဆိုတာအမြဲတမ်းတွေးပါကျမတို့ယောက်ျားမိန်းမယူတယ်ဆိုရင်တော့တာဝန်ခံမှုတာဝန်ယူမှုရှိတယ်လို့ပုံစံမျိုးတွေပဲကိုဝယ်လိုက်တဲ့ပစ္စည်းလေးတွေအပေါ်မှာလည်းကျမတို့ကကိုဒီဟာကိုလွှတ်ပစ်တဲ့အထိဘယ်လိုမျိုးသုံးမှာလဲဆိုတာတာဝန်ခံမှုတာဝန်ယူမှုရှိတယ်အဲ့ဒါကိုတွေးပြီးတော့မှကျမတို့အိမ်ထဲကိုထည့်တာအကောင်းဆုံးပဲမျက်မှန်လေး2018လောက်ထဲကဝယ်တာအခုချိန်ဒီတစ်လက်ထဲပဲကျမထပ်ဝယ်လို့ရတယ်ဒါပေမဲ့မဝယ်သေးဘူးဒီတစ်လက်နဲ့ပဲကျမအတွက်အဆင်ပြေတယ်ဝယ်ထားတာလဲ Raven ပေါ့နော် Raven ဆိုတော့ brand အရန်ကောင်းစားကြီးလည်းမဟုတ်ဘူးလုံးဝ brand အောက်ခြေကြီးလည်းမဟုတ်ဘူးသူ့မှာ polarize ပါတယ်အဲ့ဒါကြောင့်မလို့ကျမကိုနေကောင်းကာကွယ်ပေးရဲဒါပဲတော်ပြီကျမထပ်မဝယ်သေးဘူးကျမရဲ့ဒီနာရီလေး2019လောက်ထဲကကျမအကိုလက်ဆောင်ပေးထားတာကျမ Apple Watch တွေပါတယ်ကျမအဲ့လို digital version တွေတိတ်မကြိုက်ဘူးအဲ့တော့ကျမဒီနာရီလေးနဲ့ပဲကျမနေတယ်ဒီနာရီမရခင်တော့ဒါလက်ဆောင်ရလို့ရတာနော်ဒီနာရီမရခင်တော့2014-15လောက်ထဲကကျမပတ်တဲ့နာရီလေးတစ်လုံးရှိသေးတယ်အဲ့နာရီလေးတစ်လုံးနဲ့ပဲအဲ့ဒီနာရီလေးတစ်လုံးပြင်ကျမလုံးဝထပ်မဝယ်ဘူးဒါပေမဲ့အဲ့ဒီနာရီအပြင်ဒါလေးကတော့ကျမအကိုလက်ဆောင်ပေးလို့ရတာအဲ့လိုမျိုးပေါ့နော်ပစ္စည်းတစ်ခုကိုဝယ်လိုက်တိုင်းမှာကျမအမြဲတမ်းချင်းချင်းတွေးတောပြီးတော့အကြာကြီးသုံးတယ်ဒါပေမဲ့ကျမပြီးရင်ပစ္စည်းကိုလည်းကောင်းတဲ့ဟာလေးကိုတော့ကျမ invest လုပ်ထားတယ်ကျမလုံးဝမတက်နိုင်ဘူး luxury brand တွေကိုကျမဝစ်ချင်တာအဲ့ဒီ luxury brand တွေကိုဘာလို့ဝစ်ချင်တာလဲဆိုတော့နောက်မှပဲပြောတော့မယ်ကျမအဲ့ luxury brand တွေကိုမဝစ်နိုင်ဘူး sorry မဝစ်နိုင်ဘူးလို့မပြောချင်ဘူးဝစ်နိုင်တယ်ဝစ်ဖို့လဲလှုပ်ချင်လှုပ်လို့ရတယ်ဒါပေမဲ့ကျမတချို့အရာလေးတွေဆိုရင်စဉ်းစားပြီးတော့ကျမမဝယ်တာအဲ့လိုမျိုးမဝယ်ပေမဲ့ကျမအမျိုးအစားကောင်းတဲ့ပစ္စည်းကိုရွေးချင်တယ်ဆိုလို့ရှိရင်ကျမ second hand ဆိုင်ကိုသွားလိုက်တယ်ကျမဒီကားထဲမှာဝတ်ထားတဲ့အင်ကြီးလေးကဒါ second hand ဆိုင်ရတာ
အင်ကြီးလေးကပိုးသားလေးတကယ်လို့အပြင်မှာဝယ်မယ်ဆိုလို့ရှိရင်တကယ်ကို100ကျော်တယ်ဒါပေမဲ့ကျမဟို thrift store မှာကျမဒါလေးဘယ်လောက်လဲအဲ့လို10လောက်လေးပဲလား12ကျက်လားအဲ့လောက်လေးနဲ့ပဲရတာကွာကျမအဲ့လိုမျိုး option ကိုသုံးတယ်မဟုတ်ဘဲနဲ့10 12ကျက်20လောက်နဲ့အသစ်ရတယ်တရုတ် website တို့ဟိုရက်ကွက်ထဲမှာရှိတဲ့အဲ့လိုပေါ့နော်ဟို fast fashion လို့ပုံစံမျိုးဟာတွေကိုတော့ကျမမဝယ်ဘူး fast fashion ဆိုတာကနောက်ထပ်ပြောမယ်သူများလည်းပြောထားတာရှိရဲကျမတယောက်တည်းပြောတာမဟုတ်ဘူးပေါ့နော်အမေတခါတလေတော့လေကျမ thrift store ကြီးပဲတော့သွားတာမဟုတ်ဘူးတချို့ပစ္စည်းဆိုလို့ရှိရင်လည်းကျမတကယ်ဝယ်ချင်တာအစ်စ်ကိုပဲဝယ်ချင်တယ်ဆိုလို့ရှိရင်လည်းကျမဝယ်တယ်300ပေးရလဲဝယ်ပဲပေါ့နော်ညီမငွေ2သိန်းလောက်ပေးရရင်လည်းဝယ်မယ်ဒါပေမဲ့ကျမအဲ့လိုပေါ့ကြာကြာဝေးရတဲ့ဟာလားပစ္စည်းရောကောင်းလားဆိုတာတော့ကျမအမြဲတမ်းကြည့်ရယ်